စဖိုမူကမိဖို့ချောင်းထဲမှာချက်ပြုတ်နေတယ်ဟင်းချိုအိုးတွေကိုပြားတွေလွှင့်စင်ကျသွားပေမဲ့ဘယ်သူမှမမြင်လိုက်မိဘူးစဖိုမူကအဲ့ဒီပြားတွေကိုဇွန်းနဲ့ခတ်ထုတ်လိုက်တယ်ပြီးတော့အဲ့ဒီဟင်းချိုကိုဖောက်တစ်စီချပေးလိုက်တယ်ဒီဆိုင်ဟာမြို့မှာအကောင်းဆုံးပဲကင်းဆိုင်ဖြစ်ပေမဲ့စားတောက်တဲ့နေရာကတော့အရန်ညစ်ပတ်တယ်သူတွေကိုဘယ်တော့မှစေးကြောလေးမရှိဘူးအဝတ်တစ်ထည်နဲ့ပဲတုပ်လိုက်ကြတာကျန်တဲ့အယိုးတွေကိုလည်းကျမ်းပြင်ပေါ်ပဲပစ်ချထားတာမို့လေးလွင့်ခွေးတွေအများကြီးလာစားကြတယ်တရှူးလိုချင်ရင်တော့အိမ်သားထဲတွားယူရတယ်ဒီနေ့မှာတော့ဖောက်တဲ့တယောက်ကဟင်းချိုထဲမှာပိုးကောင်တေတကောင်တွေ့သွားပြီးတိုင်တော့တာပေါ့မန်နေဂျာကရှောက်လာပြီးအဲ့ဒီပိုးကောင်ကိုကောက်ယူကပါဆက်ထဲထည့်လိုက်တယ်ဒါက CD6 ဝတ်တဲ့လေးပါလို့သူကပြောလိုက်တယ်ပြီးတော့မီးဖို့ချောင်းထဲကိုအမြန်ပြေးဝင်သွားပြီးပါဆက်ကိုရေနဲ့ဆေးချလိုက်တယ်ဝန်ထမ်းတယောက်ကသူ့ကိုပိုးသက်ဆေးဘူးတပူလှမ်းပေးတယ်မန်နေဂျာကသူ့ပါဆက်ထဲကိုဆေးတွေအများကြီးဖြန်းလိုက်မိတယ်အဲ့ဒီနောက်မှာဒါကလေးဆက်ဆေး air freshener ဖြစ်နေမှန်းသူသိသွားတယ်မန်နေဂျာကတော့ပြဿနာပြီးသွားပြီလို့ထင်နေတာဒါပေမဲ့နောက်တနေ့မှာတော့အစားအသောက်ဘေးကင်းလုံခြုံရေးစစ်ဆေးရေးမှုတွေရောက်လာပါတော့တယ်စားတောက်ဆိုင်ထဲမှာကြွက်တွေရှိနေတယ်လို့သူတို့ကပြောတယ်အဲ့ဒီအချိန်မှာတင်မျက်နှာချက်ကကြွက်တွင်းထဲကနေကြွက်နှစ်ကောင်ပြုတ်ကျလာတယ်မန်နေဂျာကပကံလုံးတွေနဲ့အမြန်အုပ်ပြီးဖမ်းလိုက်တယ်ကြွက်တွေကတော့ရုန်းကန်နေတာပေါ့မန်နေဂျာကကနေတလူမျိုးဟန်ဆောင်လိုက်တယ်နောက်ထပ်ကြွက်နှစ်ကောင်ထပ်ကျလာပြန်တယ်စဖိုမူကလည်းပကံလုံးတွေနဲ့အုပ်ဖမ်းလိုက်ပြန်တယ်စစ်ဆေးရေးမှုကတော့ကြောင်တောင်ဖြစ်သွားတာပေါ့စဖိုမူကသူတို့ကိုလက်လှုပ်ရှားအားကစားလုပ်နေတာလို့ပြောလိုက်တယ် TV ကလာတဲ့တချင်းနဲ့အတူလိုက်ကနေကြလာတဲ့ဝန်ထမ်းတယောက်ပေါ်ကိုနောက်ထပ်ကြွက်တစ်ကောင်ထပ်ကျလာပြန်တယ်အဲ့ဒီဝန်ထမ်းကလည်းပကံလုံးနဲ့အုပ်ဖမ်းလိုက်တယ်ပြီးတော့သူလည်းလိုက်ကြတာပေါ့ကြွက်တွေတန်းစီထွက်လာတော့ဝန်ထမ်းအားလုံးကပကံလုံးတွေနဲ့လိုက်ဥကြတယ်ပြီးတော့အားလုံးစုပေါင်းပြီးကားကြတော့တာပဲဒီလိုနဲ့သူတို့စစ်ဆေးရေးကိုအောင်မြင်စွာဖျက်ကျော်နိုင်ခဲ့ကြတယ်ဆိုင်ကအရန်ညစ်ပတ်ပေမဲ့ဖောက်တဲ့တွေကတော့အများကြီးလာနေတော့မယ်ဘဲသားကိုစားပြီးရင်လက်ချောင်းတွေကိုတောင်ပြန်လဲချင်စိတ်ပေါက်အောင်ကိုကောင်းတာဘဲကင်လေးကိုတော့မန်နေဂျာတယောက်တည်းပဲတည်တယ်ဝန်ထမ်းတယောက်ကအဲ့ဒီနီလန်းကိုခိုးယူဖို့ကြိုးစားတယ်ဒါပေမဲ့မန်နေဂျာကသူ့အစီအစဉ်ကိုသိနေတယ်ဘဲကင်တဲ့အခါမန်နေဂျာကသူ့ခန္ဓာကိုယ်နဲ့ကာထားပြီးချက်တယ်အဲ့ဒီဝန်ထမ်းကအိုးတလုံးကိုမှန်လို့ဖြစ်အောင်ပြောင်းလဲနေအောင်တိုက်ပြီးချောင်းကြည့်ဖို့ကြိုးစားတယ်သူကပါဝင်ပစ္စည်းတွေကိုကြည့်ဖို့ကြိုးစားပေမဲ့မန်နေဂျာကရိပ်မိသွားပြီးအိုးကိုအဝတ်နဲ့အုပ်လိုက်တယ်ဝန်ထမ်းကတော့လက်မလျှော့ဘူးသူကကျမ်းပြင်ပေါ်မှာမှတ်တစ်ချက်ချထားပြီးမျက်နှာချက်ကမှန်ကိုရောင်ပြန်ဟပ်အောင်လုပ်လိုက်တယ်အဲ့ဒီရောင်ပြန်ကနေတဆင့်ပါဝင်ပစ္စည်းတွေကိုကြည့်ဖို့ကြိုးစားတာပေါ့ဒါပေမဲ့အဲ့ဒီအချိန်မှာတိမ်တွေကင်းစင်သွားတယ်နေရောင်ကနှစ်ဆင့်ရောင်ပြန်ဟပ်ပြီးဘဲသားဘုတ်ကိုအလင်းကျသွားတယ်မန်နေဂျာကထပ်တီသွားပြန်ပြီးမှန်ကိုမုံနစ်တွေနဲ့အုပ်ပစ်လိုက်တယ်ဝန်ထမ်းရဲ့အစီအစဉ်ကတော့နောက်တစ်ချိန်ထပ်ပြီးကြာရှုံးသွားရပြန်တယ်